နူးညံ့တိမ်မွေးတဲ့ဇနီးတွေကခွန်အားအနေငယ်ပဲတုံးလိုက်ပေမဲ့သူမရဲ့စိုးတော်နဲ့ခင်ပွန်းကိုရင်ပါတော့အောင်လုပ်နိုင်ခဲ့တယ်။တကားနောက်ကနေချောင်းကြည့်နေတဲ့မိဘတွေကဇနီးဖြစ်သူရဲ့လုပ်ရက်ကိုမတားတဲ့အပြင်တော်လိုက်တာဆိုပြီးတောင်ချီကျူးနေကြသေးတယ်။အဲ့ဒီအချိန်မှာခင်ပွန်းဖြစ်သူကသူ့မိဘတွေကိုအကူအညီလမ်းတောင်းပေမဲ့သူတို့ကတမင်တက်အကြောင်းပြချက်တွေပေးပြီးအလောတကြီးထွက်သွားကြတယ်။ဒါကခင်ပွန်းဖြစ်သူကိုလုံးဝမျောလင့်ချက်မဲ့သွားစေတယ်။တကယ်တော့ဒီအမျိုးသားကမိသားစုထဲမှာအရေးချင်းမရှိဆုံးသူဖြစ်ပြီးသူ့ကိုမိသားစုပိုင်ဆိုင်မှုတွေအမြန်ဆုံးဆက်ခံနိုင်အောင်လို့မိဘတွေကအရင်ကတည်းကလက်ထပ်ပွဲစီစဉ်ပေးထားတာပါ။ဒါပေမဲ့မိန်းကလေးရဲ့မိထွေးပါသမီးကတော့ဒီလိုအရေးချင်းမရှိတဲ့သူနဲ့မလက်ထပ်ချင်ခဲ့ဘူး။ဒါကြောင့်သူ့ရဲ့မိထွေးကသူမရဲ့သမီးအစားဒီမိန်းကလေးကိုအတင်းအကျပ်လက်ထပ်ခိုင်းခဲ့တာပါ။အစတုန်းကတော့မိန်းကလေးကလည်းဒီယောက်ျားနဲ့မလက်ထပ်ချင်ခဲ့ပါဘူး။ဒါပေမဲ့မိထွေးကသူမကိုအမေရိကန်ဒေါ်လာ3 သန်းပါတဲ့ဘဏ်ကတ်တစ်ခုပေးတဲ့အပြင်ကုမ္ပဏီရဲ့ရှယ်ယာ10%ခိုင်နှုန်းပေးမယ်လို့ကတိပေးခဲ့တယ်။အဲ့ဒီနောက်မှာတော့မိန်းကလေးကမိထွေးရဲ့ကန့်လန့်ချက်ကိုချက်ချင်းသဘောတူလိုက်တယ်။တကယ်တော့ဒီမိန်းကလေးကမိထွေးရဲ့ပတ်စံကိုပဲလိုချင်ခဲ့တာပါ။သူမလက်ထဲမှာကင်ထားတဲ့ဓာတ်ကတော့အတူကြီးပါ။နောက်ပိုင်းမှာမိန်းကလေးကသူလက်ထပ်ရမယ့်အမျိုးသားကိုတွားရှာပေမဲ့အဲ့ဒီအချိန်မှာအမျိုးသားကဒီမိန်းကလေးဟာသူ့ဇနီးမှမသိသေးပါဘူး။သူ့ကိုသူမရဲ့အစီအစဉ်အတိုင်းလိုက်နာစေဖို့မိန်းကလေးကသူနဲ့ကားပြန်ဖို့အကြံပေးလိုက်တယ်။အမျိုးသားရဲ့တငယ်ချင်းတွေကတော့ဒီအမျိုးသားဟာကားပြန်ပွဲတွေမှာအမြဲတမ်းပထမရနေကြမှုလို့မိန်းကလေးကိုနောက်နေတယ်ဆိုပြီးဝိုင်းရကြတယ်။အဲ့ဒီအချိန်မှာအမျိုးသားကတော့ဒီမိန်းကလေးဟာတတိရှိတယ်လို့တွေးမိတာကြောင့်သူမကိုအလိုလိုက်တဲ့အနေနဲ့သဘောတူလိုက်တယ်။မိန်းကလေးကသူ့ရဲ့ကိုယ်ပိုင်ကားလေးနဲ့အမျိုးသားရဲ့တန်ကားကြီးကိုရှင်ပြန်ခဲ့တာပါ။နောက်ဆုံးမှာတော့မိန်းကလေးကပဲအမျိုးသားကိုအနိုင်ရသွားခဲ့တယ်။အမျိုးသားကအရှုံးကိုလက်ခံဖို့ခက်ခဲနေပေမဲ့သူ့ရဲ့ကတိအတိုင်းတော့တည်ခဲ့ပါတယ်။နောက်နေ့မှာတော့သူတို့နှစ်ယောက်လက်ထပ်စာချုပ်ချုပ်ဆိုလိုက်ကြပါတော့တယ်